ဘာဝချင်းနဲ့နေလာလို့ရှိရင်စီယုံရည်တရားသင်္ဃာဝတ္ထုတရား၄ပါးကိုယ်တိုင်ကမမေ့မသုံးကြိုးစားအထောက်ဖို့လိုအပ်တယ်နံပါတ်1ကဘာလို့ဆိုရင်ဒါနပေးမှုကမ်းမှုဟာကောင်းတဲ့စီယုံရည်တစ်ခုပဲအဲ့တော့ဘာပေးရမှာတော့လို့လူတွေကတော့တွေးကောင်းတွေးလိမ့်မယ်လူရရှိကိုပေးသွားတာပဲလေလက်ဆောင်ပေးစရာရှိတယ်လက်ဆောင်ပေးတာNew Year ဆို New Year လက်ဆောင်မို့ Christmas ဆို Christmas လက်ဆောင်လေးတွေပေးတယ်ဘာပဲဖြစ်ဖြစ်ပန်းစည်းလေးပဲဖြစ်ဖြစ်ပေးတာပဲအဲ့ဒီလေးပေးကမ်းမှုတွေဟာလူရဲ့စိတ်နှလုံးကိုစီယုံမိတာဖြစ်တယ်ပေါ့ဒါရင်လားလို့ဆိုတော့နောက်တစ်ခုကပေယဝိဇ္ဇာစကားပြောတဲ့အခါမှာသိအရေးကြီးတယ်မောက်မာဘယ်တော့မှမပြောနဲ့တစ်ဖက်သားနှဝင်ချိုအောင်ပြောတတ်ရမယ်နော်စကားကိုချိုချိုသာပြောတတ်ရမယ်အဲ့ဒါပေယဝိဇ္ဇာလည်းစီယုံရည်တစ်ခုပဲနောက်တစ်ခုကတော့အဋ္ဌစရိယာသူ့မှာကိစ္စဝိဇ္ဇာလှုပ်ရှားတွေပေါ်လာလို့ရှိရင်ကိုယ်ကိစ္စလို့သဘောထားပြီးဝိုင်းကူညံ့မနေစင်းရအောင်အဲ့ဒါလည်းစီယုံရည်တစ်ခုပဲသူ့လှုပ်တော့ဝိုင်းလှုပ်တယ်ငါလှုပ်ကြရင်ဒီကောင်ကိုမဆိုင်ဘူးမအားလို့ပါဆိုပြီးတော့ရှောင်ထွက်မသွားသူ့လှုပ်လဲဝိုင်းလှုပ်တယ်ကိုလှုပ်လဲဝိုင်းလှုပ်တယ်နောက်ဆုံးတစ်ချက်ကတမာနတ္တတာဆက်ဆံပြီဆိုရင်ကိုနဲ့ဓာနုထားဆက်ဆံဘယ်တော့မှလွတ်တောင်းမလုံးနဲ့လို့ပြောတာနော်အထင်အမြင်သေးတာမျိုးနဲ့ဆက်ဆံမိသွားလို့ရှိရင်ဒီလူကရင်ထဲမှာခုတ်သွားအဲ့ဒီကလေးမေတ္တာပျောက်သွားအဲ့ဒါလို့မေတ္တာရဲ့စလုံးစခုတွေမဖြစ်စေအောင်အမြဲတမ်းကိုယ့်အောက်ကလူပဲဆိုပြီးတော့ကိုယ့်ရဲ့နေကြတဲ့လူပဲဆိုတဲ့အမြင်မျိုးနဲ့မထားပါနဲ့ဆက်ဆံမှုဟာအဗ္ဗဓမ္မအရေးကြီးတယ်လို့တမဏတ္တတာကိုယ်နဲ့ဓာနုထားပြီးဆက်ဆံရမယ်ကိုယ်အရေးချင်းမျိုးရအောင်လုပ်ပေးရမယ်ဆိုလိုတာကိုယ်နဲ့ဓာန်တူအနေထားမျိုးရောက်လာတည်ထီအောင်သူ့ကိုမြင့်တင်ပေးရမယ်လို့ဆိုလိုတယ်အဲ့ဒီသင်္ဃာဝတ္ထုတရား၄ပါးအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီဟာခေါင်းဆောင်ကောင်းဖြစ်လာ